မင်္ဂလာပါရန်သူလက်နဲ့ကိုလက်နဲ့ဆိုတဲ့နိဗျူဟာအတိုင်းလက်ရှိစစ်ခွေး80လောက်တည်ခဲ့ရတဲ့ခင်ဦးတိုက်ပွဲကနေရရှိတဲ့လက်နက်တွေကိုပြည်သူကိုပြန်လည်ကာကွယ်နိုင်ဖို့အတွက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကိုဂုဏ်ပြုပေးရတဲ့အခမ်းအနားကိုကျင်းပလိုက်ပါပြီဒီမြင်ကွင်းကအင်မတန်ပြည်သူတွေအတွက်အားရစရာမြင်ကွင်းတစ်ခုပါဘာဖြစ်လို့လဲဆိုတော့ဒီလက်နက်တွေဟာဒီခင်ဦးတိုက်ပွဲမတိုင်ခင်အချိန်ထိပြည်သူကိုတပ်ဖြတ်မဲ့လက်နက်တွေဖြစ်နေတာပါလက်ရှိမြန်မာနိုင်ငံမှာအကြမ်းဖက်အာဏာသိမ်းစစ်သားတွေကင်ထားတဲ့လက်နက်မှန်သမျှဒီဘယ်တိုင်းတစ်ပါးသားကိုမှပြစ်နေခတ်နေတာမရှိပါဘူးမြန်မာနိုင်ငံမှာမွေးမြန်မာနိုင်ငံမှာကြီးပြီးမြန်မာရေကိုတောက်ပြီးကြီးရင်းလာတဲ့မြန်မာနိုင်ငံသားတွေကိုပြစ်နေခတ်နေတတ်နေတာပါဒါပေမဲ့ခင်ဦးတိုက်ပွဲမတိုင်ခင်ထိအဲ့ဒီခင်ဦးမှာတိုက်ပွဲမှာပါဝင်ခဲ့တဲ့လက်နက်တွေဟာပြည်သူကိုတတ်နေတဲ့လက်နက်တွေဖြစ်ပေမဲ့ခင်ဦးတိုက်ပွဲမှာပြည်သူ့ကာကွယ်ရေးရဲဘော်တွေကစစ်ခွေးအကောင်80လောက်ကိုတုံ့တင်ရှင်းလင်းနိုင်ပြီးတဲ့နောက်မှာပြည်သူကိုဒုက္ခပေးတဲ့လက်နက်ကနေဟောအခုဘာပြန်ဖြစ်ပြီပြည်သူကိုကာကွယ်တဲ့လက်နက်ဖြစ်ပြီဘလောက်မင်္ဂလာရှိတယ်ဘလောက်ပြည့်တည်ရှိတယ်ဟမ်ကျွန်တော်တို့တိုင်းပြည်အတွက်ဒီလိုကာကွယ်မဲ့လက်နက်တွေအများကြီးလိုအပ်တယ်ကျွန်တော်တို့တိုင်းပြည်အတွက်ဒီလိုကာကွယ်မဲ့တူရဲကောင်းတွေအများကြီးလိုအပ်ပါတယ်ကျွန်တော်တရေလေးဖတ်ပြပါအကြမ်းဖက်စစ်တပ်မှစစ်သား80ဝန်းကျင်တေဆုံးခဲ့တော့ခင်ဦးတိုက်ပွဲမှာတိတ်ဆိတ်ရရှိခဲ့တော့လက်နက်ခဲယမ်းများကိုတော်လိုင်းရဲဘော်များထံသို့ဂုဏ်ပြုချင်းမြင့်လိုက်ကြောင်းခင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖမှတော်လိုင်းသတင်းကြီးကရန်ကုန်ခေတ်သတင်းဌာနကပြောဆိုတယ်ဒီမှာ2ရက်နဲ့ခင်ဦးမြို့နယ်ပကဖတိုက်ပွဲအတွင်းတိတ်ဆိတ်ရမိတော့စစ်လက်နက်များအနက်မှာ MA1တနက်10လက်နဲ့ G3 တနက်4လက်အပါအဝင်စုစုပေါင်းတနက်14လက်ကိုတိုက်တဲ့ပကဖများနဲ့ UG ပကဖများကိုအတိအမှတ်ပြုဂုဏ်ပြုချင်းမြင့်ပေးရကြောင်းသိရှိရတယ်တော်လိုင်းရဲဘော်များထံသို့စစ်လက်နက်ပစ္စည်းများပေးရပွဲတို့မြို့နယ်ပကဖတာဝန်ခံပကဖဒုတာဝန်ခံအင်အားစုဖွဲ့လက်ကျရေးတာဝန်ခံလက်နက်တာဝန်ခံကူကဲတာဝန်ခံစက်တော်ရေးတာဝန်ခံတည်င်းတာဝန်ခံပကဖဗန္နာရေးပကဖရုံးအဖွဲ့မှုနဲ့ပကဖတက်စိတ်မှုတို့မှာအတီးတီးဂုဏ်ပြုချင်းမြင့်ပေးအပ်၍တိုက်နဲ့1တိုက်နဲ့2တိုက်နဲ့3တိုက်နဲ့4တိုက်နဲ့5ပကဖခေါင်းဆောင်ဒုခေါင်းဆောင်2အဖွဲ့များ UG ပကဖခေါင်းဆောင်2အဖွဲ့များတက်ဆိုင်ရာပကဖရဲဘော်များမှအတီးတီးလက်ခံရယူခဲ့ကြကြောင်းသိရှိရတယ်တို့ထွန်းမြတ်နိုင်တဲ့အင်တာဗျူးတစ်ခုမှာပြည်ထားတာရှိပါတယ်အဲ့ဒါဘယ်လိုပြည်ထားလဲဆိုတော့လက်ရှိတော်လိုင်းရေးမှာတဲ့မင်းတို့တွေလက်နက်တွေခဲယမ်းတွေများစွာရကြတယ်ဘယ်လမ်းကြောင်းတွေကရပြီဘယ်လိုဘယ်နေရာတွေကရကြတယ်လို့အင်တာဗျူးမေးတဲ့မေးခွန်းနေရာမှာအဓိကကျွန်တော်မျိုးတော်လိုင်းရေးမှာတိုင်းနာ EAO တွေအပါအဝင်လက်နက်ခဲယမ်းတွေအဓိကပံ့ပိုးကူညီပေးတာကတော့မင်းအောင်နိုင်ပဲဖြစ်ပါတယ်ဆိုတာကိုလည်းဘယ်လိုထုံးမဲ့နိုင်လဲပြောထားပါတယ်တော်ဒီတူပဲလက်ရှိလည်းတနိုင်ငံလုံးမှာတော်လိုင်းအင်အားစုတွေတက်ဆင်ထားတဲ့အနည်းဆုံးလက်နက်ကျွန်တော်အနေနဲ့ခံမှန်းကြည့်မယ်ဆိုရင်တော့90ရာခိုင်နှုန်းလောက်ကဒီအကြမ်းဖက်အာဏာသိမ်းစစ်တပ်ကနေပြန်လည်ပေးအပ်ထားတဲ့လက်နက်တွေဆိုတာတော့သိကြပါတယ်ဒီနေရာမှာအခုဒီသတင်းထဲမှာရေးထားတဲ့မှာဒိတ်ထားမိတာမသိဘူးတာဝန်ခံမြို့နယ်ပကဖတာဝန်ခံဒုတာဝန်ခံဘာတာဝန်ခံညာတာဝန်ခံဆိုတဲ့စကားလုံးအင်မတန်ကောင်းပါတယ်စကားလုံးအတောင်းအနှုံးတွေမှာလည်းကျွန်တော်တို့တွေကတက်ရောက်မှုတွေရှိပါတယ်လက်ရှိတာဝန်ခံဆိုတဲ့စကားလုံးနဲ့ခေါင်းဆောင်ဆိုတဲ့စကားလုံးဖြစ်နိုင်မယ်ဆိုရင်ဒါကျွန်တော်ရဲ့ပုဂ္ဂလိကပေါ့နော်တောင်းဆိုမှုလေးပါတိုင်းတပ်ဖွဲ့တော်လိုင်းမှာပါဝင်နေတဲ့သူတွေအနေနဲ့တာဝန်ခံဆိုတဲ့စကားလုံးတွေကိုတောင်းသုံးပေးစေချင်ပါတယ်ခံရတာဝန်ခံဆိုတဲ့စကားဒီဘာလဲဆိုတော့ကောင်းကျိုးဆိုးကျိုးကိုတာဝန်ခံပါနော်တာဝန်ခံဒီကျွန်တော်တို့ကအာဏာရတာမဟုတ်ဘူးလုံပိုင်ခွင့်အခွင့်အရေးရတာမဟုတ်ဘူးကျွန်တော်တို့ဒါကြီးရဲ့ကောင်းကျိုးဆိုးကျိုးကိုခံမှာကျွန်တော်တာဝန်ခံပါတယ်ဘလောက်တက်တိရှိတဲ့စကားလုံးဟုတ်တယ်နော်ကျွန်တော်တာဝန်ခံပါတယ်ကျွန်တော်အာမခံပါတယ်ဒီဟာရဲ့ကောင်းမွေဆိုးမွေကျွန်တော်တာဝန်ပါမကောင်းနိုင်နဲ့ကျွန်တော်တာဝန်ပါကောင်းနိုင်နဲ့ကျွန်တော်တာဝန်ဘလောက်ယုံကြည်မှုပြည့်တဲ့စကားလုံးနဲ့နောက်ပြီးတော့အာနာယူရမယ့်ဘက်ယာရုယူရမယ့်ဘက်ကိုလည်းကျွန်တော်တို့သွားကြမလို့တာဝန်ခံဖြစ်တဲ့အတွက်နံပါတ်1စိုးမွေတော့ကျိတ်နေရှိတယ်အဲ့ဒီစိုးမွေခံရတော့ဒါတော်ဆန်းစုကြည်တစ်ခါပြောသလိုပေါ့နောက်အင်တာဗျူးမှာသိမှာပါအမျိုးသားဒီမိုကရေစီဖွဲ့ချုပ် NLD ပါတီကအခုအာဏာရလာတဲ့အချိန်မှာဆိုတဲ့နောက်ကမေးတဲ့အချိန်မှာအာဏာရလာဆိုတော့ချက်ချင်းပဲမစွမ်းမတော့ပြန်ပြောပါတယ်ဒေါ်ဆန်းစုကြည်ကအာဏာရလာဆိုတဲ့စကားလုံးမပြောပါနဲ့တာဝန်ယူရဆိုတဲ့စကားလုံးကိုပြောပါဆိုတဲ့ဟာရှိပါတယ်ဒါကျွန်တော်တို့လေးစားတဲ့ခေါင်းဆောင်တွေတက်ကတယောက်ဖြစ်တဲ့ဒေါ်ဆန်းစုကြည်ကိုယ်တိုင်ဒီလိုစကားကိုလည်းပြောခဲ့မှုလည်းရှိပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ဒီနေ့ဒွေဦးတော်နိုင်ရေးမှာတက်ဆိုင်ရာတိုင်းတပ်ဖွဲ့တွေအခုလက်နက်တွေကင်ထားတယ်ကျွန်တော်ရဲဘော်တွေကင်ထားတဲ့လက်နက်ကဘာလို့ကိုလဲပြည်သူကိုကာကွယ်ဖို့ကျွန်တော်ရဲဘော်တယောက်အနေနဲ့လက်နက်ကင်လိုက်တာနဲ့ကိုယ့်ရဲ့အတိမရှိသွားတာငါဟာလက်နက်ကင်လိုက်ပြီငါဟာလက်နက်ကင်ထားတဲ့လူတယောက်ဖြစ်ပြီအဲ့ဒီအတွက်လက်နက်မရှိတဲ့ပြည်သူကိုငါကယိုတေရမယ်ငါတော့ထားရမယ်အနစ်နာခံရမယ်အောက်ကျခံရမယ်ဆိုတဲ့ဒီအတိတရားတွေကိုသိဖို့လိုတယ်အဲ့တော့သိဖို့အတွက်ဘာလို့လဲဒီလက်နက်ကိုတာဝန်ခံပြီးကင်တတ်ဖို့လိုဒါဆိုရင်ကျွန်တော်တို့ငွေဥဒေါ်လာရေးမှာဖောက်လွဲဖောက်ပြန်အာနာယူတဲ့ကိစ္စတွေကြီးနိုင်ငယ်ချင်းကိစ္စတွေဟုတ်တယ်မလားလက်နက်ရှိတဲ့သူကလက်နက်မရှိတဲ့သူအနိုင်ကျင့်တဲ့ကိစ္စတွေဖြစ်ပေါ်လာစရာအကြောင်းမရှိပါဘူး